ပါလိုဤ ဆောင်ရွက်ရပါမယ် စေဖယာယနေ့ယခုရာသတိတော်တို့ဤနက်ခက်ပေါ်ဒီပါစီမျိုးဒီကိုရမအပေါင်းတို့နဲ့ကွာလိုလင်ဒီကာလအတိဘဝမှာဘောဇတဘုံကောဒီခင်ဖတ်ပြီးစီမျိုးရတကအပေါင်းတို့ကလည်းအပေါင်းတို့ကိုလည်းအမြပြည့်ဝပါကုန်၏အမြရ၍သာတုနုဘောနာဘောသူကြီးကျုံးကယခုဘဝအောင်ဘဝဘဝတန်ရာ၌စိကြကုန်သောအမာဒီဝနတ်ကောင်းနာမြတ်နတ်မြမပေါင်းတို့အားအမြပြီးပါကုန်၏ဒီဒီတတ္တာကိုတတ္တဝါအပေါင်းတို့ကိုလည်းအမြပြီးပါကုန်၏ယနေ့ယခုဤဘဝမှာတောင်ဘဝတိုင်းဤလေ၍ဆက်စားနေကြကုန်သောသတိတတ္တာတတ္တဝါပေါင်းတို့ကိုလည်းကြာပြီးပါကုန်၏ယနေ့ယခု